အခုကျွန်တော်သမီးကြောက်သွားတဲ့ကိစ္စကိုဘာပြန်ရောက်ပြီရှင်းသမီးကဘာပြောက်သွားလို့ကျမတို့ကဘာရောပြရမှာလဲရှင်းပြောရှင်းဘလို့မြတ်သားနဲ့ပတ်သက်ပြီးသူအချစ်ပြောက်မြတ်သားနဲ့တွေ့ပြီးတော့အဲ့ဒါသူအချစ်တယ်ပြောက်သွားဘယ်လိုလုပ်မလဲဒါနဲ့ပဲကျမတို့ကပေးစားရတော့မှာလားကိုထွန်းရဲ့ရှင်းစိမ့်စိမ့်ဆာဆာလည်းပြောစားမှာဟုတ်ကျမတို့ရဲ့တူဒီသောသားကိုရှင်းသမီးအိမ်ပေါ်နဲ့မပေးစားနိုင်ဘူးဘယ်နဲ့အိမ်ပေါ်လို့ပြောတာလဲကျုပ်သမီးကအိမ်ပေါ်မဟုတ်ဘူးကျုပ်သမီးခင်ဗျားဒီအိတ်ခံလို့သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျုပ်သမီးကိုမနေတောင်းမှပြီးဒီမှာလာထားတာအစားတိုးပြီလားအိမ်ပေါ်မဟုတ်ဘူးကျုပ်သမီးကစာရေးတာအိမ်ပေါ်မဟုတ်ဘူးခင်ဗျားဖြစ်တဲ့နည်းနဲ့ခင်ဗျားသားနဲ့သမီးကိစ္စကိုစီစဉ်လို့ကျမတို့ရဲ့အတိုင်းဝိုင်းမှာရှင်းသမီးကအိမ်ပေါ်ပဲသိထားတာအိမ်ပေါ်လို့မပြောနဲ့ဆိုကျွန်တော်အဲ့ဒါကြီးမသိချင်ကျွန်တော်သမီးအခုခင်ဗျားသားနဲ့ပတ်သက်ပြီးအိမ်မှာဒုက္ခဖြစ်နေပြီဒီလိုတော့ကိုတော့ဒီကိစ္စကကျွန်တော်သားပါလို့ဖြစ်တဲ့ကိစ္စနော်ကျွန်တော်သားကိုတန်တန်တတိပေးခဲ့တယ်မင်းဒီကလေးမလေးနဲ့ပတ်သက်လို့တခုခုဖြစ်လာရင်တာဝန်ယူရမယ်ဆိုတဲ့ကြိတ်ကျွန်တော်တောင်းထားခဲ့တယ်အခုကျွန်တော်ထင်တယ်လို့ဗျခင်ဗျားသမီးတခုခုပို့ဆိုးတယ်ဗျအခုကနှလုံးသားအချစ်အစားထုလို့မရဘူးအခုဒုက္ခဖြစ်နေပြီမိတ်လည်းမထားနေပြီဗျာကျွန်တော်သမီးကျွန်တော်မချစ်ရဘူးအဲ့ဒါဘယ်လိုလုပ်လဲရှင်းကရှင်းသမီးဘက်ကစဉ်းစားသလိုကျမကလည်းကျမသားဘက်ကပြတ်စဉ်းစားပြီးပြီရှင်းသမီးနဲ့တော့လုံးဝမပေးစားနိုင်ဘူးပေးစားလို့ခင်ဗျားတို့မင်းကတထေးနော်ကျုပ်တို့နဲ့မလဲငပိရင်နဲ့ဝဲသားဟင်းနဲ့မလဲရှင်းကျမရဲ့အခုထွက်သွားပါရှင်ရှင်းမကြည့်ချင်ထွက်သွားသားမှာကျုပ်သမီးကိစ္စကျုပ်ကဖိတ်ဒီလိုမကြည်မလဲစကားပြောနေလို့ဘယ်ဖြစ်မလဲကျုပ်သမီးပြဿနာတက်နေတဲ့ကိစ္စကိုတီးလေအောင်လုပ်ပြီးမသွားဘူးခဏလေးကိုနော်ဒီကိစ္စကကျွန်တော်သားပါလို့ဖြစ်တဲ့ကိစ္စဟုတ်ပြီအဲ့တော့ခမည်းဖြစ်စီခြင်းတဲ့အတိုင်းကိုကျွန်တော်စီစဉ်ပေးမယ်စဉ်းစားပေးမယ်မစဉ်းစားနိုင်ဘူးစဉ်းစားပေးလို့မရစဉ်းစားပေးလို့မရဖြစ်အောင်ကိုလုပ်ပေးမှရစဉ်းစားတယ်စဉ်းနေမရဘူးရအောင်ကိုလုပ်ပေးမရရင်မပြတ်ဘူးရကဲဘို့တော်တော့ဒီကိစ္စငါဆုံးပြမယ်ဒီမှာကိုထွန်းကျုပ်တန်နာသတိပေးထားရဖြစ်တဲ့ကိစ္စဒီကိစ္စကျွန်တော်တားမယ်ကျွန်တော်ပေးသားမယ်ဗျာပေးသားမယ်ဒီလိုမပေးသားနိုင်ဘူးမရဘူးပေးသားမယ်ကိုထွန်းပေးသားမယ်စိတ်ချနော်စိတ်ချဒီမှာလည်းခင်ဗျမြင်နေတိုင်းနော်ကျွန်တော်ဂရိတည်တယ်ကိုထွန်းအေးဒါနဲ့ကိုမင်းစောကျွန်တော်တခုတော့ပြောမယ်နော်အခုခင်ဗျမိန်းမဘာဖြစ်တယ်မသိဘူးတော့ကြနေဟာစိတ်ုံတင်နေရလို့ရက်ရွှေ့ရပဲအဖြစ်မခံဘူးကျုပ်တို့တော်သားတွေကမရအောင်တော့ရက်ရွှေ့ရပဲဒီနေ့ဆိုဒီနေ့ပဲစိတ်ချကိုထွန်းဒီတဲ့သိသိကျင်တယ်ဟာအပေါင်းအောင်ထိုင်ဆောင်နေတယ်စိတ်နေကြလားဘယ်ဘာတွေပြောကြလဲသူတို့ဘာတွေပြောလဲဟဲ့ဖေပြောပါဦးဖေငါသမီးနဲ့သူတို့သားနဲ့သဘောတူတယ်တဲ့သိထားရလားဖေသမီးစိတ်ချမ်းသာအောင်ပြောလာတယ်ဟာဒီဥစ္စာသမီးစိတ်ချမ်းသာအောင်ညာပြီးပြောလို့ရတဲ့စကားမှမဟုတ်ပဲတသားကြီးသမီးကိစ္စသေကြတယ်သဘောတူတယ်တဲ့ဟုတ်လားဖေအဲ့မိမရအဖေကိုအဲ့လိုလွယ်နဲ့အလျှော့ပေးပါမလားသူကတော့ဘယ်လွယ်နဲ့အလျှော့ပေးပါမလဲ तू ကတော့သဘောမတူဘာညာနဲ့ကြီးတွန်းတာပေါ့အဖေကမရဟာခင်ဗျသဘောမတူခင်ဗျညောင်ဆုံးကျုပ်တပ်ပလိုက်မယ်လို့ပြောတယ်လန့်ပြန်သူ့ယောက်ျားကြီးကိုတို့ရဲ့ကျွန်တော်အဆင်ပြေအောင်စဉ်းစားပြီးပါဟာစဉ်းစားတာမလို့ချင်းဘူးနှစ်ယောက်စလုံးဘယ်နေ့မှဘယ်လိုမင်္ဂလာဆောင်ပေးမယ်အဲ့ဒါပဲလိုချင်တယ်လို့ပြောချရတာရပါတယ်ဒါတော့မိမရမူးလဲခြင်းဆောင်ပေးတယ်အဲ့တော့ तू ကအဖေအပြက်ပြောခဲ့တယ်ကျွန်တော်သမီးကိုခင်ဗျားတို့သဘောတူတဲ့အကြောင်းကျုပ်ကအတီလင်းတော့ပြောမယ်အဲ့ဒီအချိန်ကျမှကျွန်တော်မိန်းမကစေးုံတင်ရလို့ရက်ကိုရွှေ့တယ်ပါညာမသိချင်ဘူးနော်ပြတ်တော့အဖေတို့ဘာမှမလုပ်ခဲ့ပါဘူးနော်မလုပ်ခဲ့ပါဘူးဒါနဲ့သူတို့ကပြောလို့မရရင်တော့အဖေတခုလုပ်လိုက်မမီးရွယ်ရှုံးမယ်ပါညာနဲ့ချင်းချောက်လိုက်တော့ဘောမကန်နဲ့အဖေသူ့အဖေကသဘောတူတော့တကယ်ပြောလားအေးပါဆိုဖေအဲ့ဆိုသမီးညောက်ကတကယ်ပေါ့နော်အေးဟုတ်တယ်ဖေကိုရမ်းကျေးဇူးတင်တာပဲဖေတမ်းရည်ပဲမတိုက်ချင်ဘူးလားတိုက်မှာပေါ့ဖေရလဲဖေမလားရတယ်ဒီမှာပါနေတယ်လေကဲအခုချိန်စပြီးတော့သမီးပြောရှင်နေတော့သမီးဒီအချစ်နဲ့ပတ်သက်ပြီးမခံစားနိုင်ဘူးဆိုဖေအေးကိုလည်းသွားပြောပြီးသမီးအခုချိန်စပြီးတော့အဖေချင်းမှာလွမ်းတာတွေဆွေးတာတွေငိုတာတွေငေးတာတွေငိုင်းတာတွေမလုပ်ရဘူးနော်ပြောရှင်နေကြလားအေးသမီးအခုစားရတဲ့ဒီချာတဲ့ပြီးတာနဲ့ဖေတို့ယောက်ျားယူသွား